မပြည့်တဲ့စူတောင်း6ရက်10လ2025မြန်မာတို့ရဲ့ဗုဒ္ဓဖရာစီနီးပူဇော်ပွဲညတရင်ကျွတ်အခါသမယပေါ့အစင်လာမပြောက်အောင်ရသလောက်လေးနဲ့ကြိုးစားလုပ်ကြရရင်ထဲကအပူတွေငြိမ်းဖို့စီမီတစ်ထောင်ပန်းတစ်ထောင်စူတောင်းကြတဲ့ညတညပေါ့ခုများတော့စူတောင်းတန်ကိုငါတို့ဖျားမကြားငရဲကန်အလားကဲပါယူပါစူညံတန်တွေစုံလို့သားသမီးပြောက်ရှာတဲ့မိဘပြောက်ရှာတဲ့သားသမီးကဘာကြီးပြစ်သွားရတယ်လို့ပဲငိုရန်တွေစုံလို့ပါလားမြင်ရသူအစ်မဲ့တဲ့ဒီဖြစ်ရက်ရင်ထဲကတလက်လက်နှလုံးခုန်တန်တွေရက်မတက်ပါပဲတရင်ကျွေညတညရဲ့ရင်နှင့်ဖွယ်ဖြစ်ရက်ဝကြွေးဆက်ရတာဆိုရင်ဒီဘဝတွင်ကြည်ပါစေတော့ပါရမီ